အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကဇော်ဇော်ပါဒီကနေ့ကျွန်တော်မိတ်ဆွေတွေအတွက်လာပြီးရှင်းလင်းလုပ်ပေးမှာတော့ကျွန်တော်တို့လက်ရှိသုံးပြုနေတဲ့ဖုန်းတွေကတစ်ချက်ချင်းမှမပြောင်းနိုင်ဘူးလို့ကျွန်တော်တို့ပြောမနိုင်ဘူးပေါ့နော်ဒီလိုမျိုးပျောက်သွားတယ်ဆိုရင်ကျွန်တော်တို့ဖုန်းတွေကိုခုခတည်းကနေပြီးတော့ကျွန်တော်တို့ဖုန်းထဲမှာကျွန်တော်တို့ရဲ့ဖုန်းရဲ့ setting ထဲမှာပေါ့နော်ဖွက်ထားလားမဖွက်ဘူးလားဆိုတာလေးကိုကျွန်တော်တို့အရင်သွားပြီး set ပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးသွားပြီး set ပေးရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့မဖြစ်မနေဖွက်ထားရမယ့်အနေလေးပေါ့နော်โอเคဒါဆိုရင်ကျွန်တော်လည်းသွားကြည့်မယ်ဒါဆိုကျွန်တော်တို့ပေါ်ဆုံးမှာကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ setting တွေကိုကျွန်တော်တို့ချိန်ဝင်သွားမယ်ကျွန်တော်တို့ဖုန်းတွေပြောင်းသွားရင်ကျွန်တော်တို့လွယ်လွယ်ကူကူနဲ့ပြန်ရှာလို့ရမယ့်နည်းလမ်းပေါ့နော်โอเคဒါဆိုကျွန်တော်တို့ပုံနဲ့ဆွဲမယ်ပုံနဲ့ဆွဲပြီးရင်ဒါကျွန်တော်တို့ Google ဆိုတဲ့နေရာလေးကျွန်တော်တို့ချိန်ဝင်သွားမယ်โอเคဒီမှာပေါ့နော်ကျွန်တော်မိတ်ဆွေတွေဒီမှာဖုန်းထဲမှာရှိတာပေါ့နော် Find Me Device ဆိုတဲ့နေရာလေးကိုကျွန်တော်ချက်နှစ်ပေးရမယ်โอเคဒါကတော့ကျွန်တော်ဖုန်းမှာဖွင့်ထားတာပေါ့နော်မိတ်ဆွေတွေမှာဖွင့်ထားလားမဖွင့်ဘူးလားဆိုတာလေးကိုတေချာဝင်ပြီးဆက်ပေးပါဒီနေ့ကတော့လူတိုင်းမသိပေမဲ့လူတိုင်းကျွန်တော်တို့ကြည်လို့ရမယ်လူတိုင်းရှာလို့ရမယ်ဒီနေ့ကျွန်တော်ပြန်ပြီးလာပြီးပြောပြပေးမှာဖြစ်ပါတယ်ဒီနေ့လည်းမိတ်ဆွေတွေဖုန်းထဲမှာဖွင့်သေးဘူးဆိုရင်ကျွန်တော်တို့သွားပြီးဖွင့်ထားလို့ရတာဖြစ်ပါတယ်နောက်ထပ်တစ်နေ့ကတော့ကျွန်တော်တို့ပြန်ထွင်မယ်ကျွန်တော်တို့ Google ထဲကိုကျွန်တော်တို့ချိန်ဝင်သွားမယ်ဒီ Google ထဲမှာကျွန်တော်တို့ Find Me Device ဆိုတဲ့နေရာလေးကျွန်တော်တို့ပေါ်ရဲ့ server မှာကျွန်တော်ရိုက်ရှာလိုက်မှာပေါ့နော်ကျွန်တော်ကတော့ဒီမှာရိုက်ရှာပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ကတော့ပေါ်မှာရိုက်ရှာလိုက်မယ်ပေါ့နော် Okay ပြီးရင်ကျွန်တော်တို့ဒီမှာ Google မှာတည်ရှိတဲ့ဒီ Find Me Device ဆိုတဲ့နေရာလေးကျွန်တော်ချက်နှိပ်ပေးရမှာဖြစ်ပါတယ် Okay ဒါကတော့ကျွန်တော်တို့ဖုန်းထဲမှာပေါ့နော်ကျွန်တော်လက်ရှိဒါကတော့ကျွန်တော်ဗီဒီယိုရိုက်နေတဲ့ဖုန်းပေါ့နော်ကျွန်တော်ရှာချင်တာတော့ဒီဖုန်းရှာချင်တာဖြစ်ပါတယ်ဒီဖုန်းကဘာဖြစ်လို့ကျွန်တော်ကောက်ထဲမှာလာပေါ်နေတာလဲဆိုတော့ဒီဖုန်းမှာဖွင့်ထားတဲ့ Gmail ကကျွန်တော်တို့ဒီမှာထည့်ထားလို့ဖြစ်ပါတယ်မိတ်ဆွေတွေကျွန်တော်တို့လက်ရှိသုံးပြုနေတဲ့ဖုန်းရဲ့ Gmail ကိုတေချာမှတ်ထားပါတကယ်လို့ဒီကျွန်တော်တို့ဖုန်းပြောင်းသွားပြီဆိုရင်ကိုကြိတ်တဲ့ဖုန်းကိုကျွန်တော်တို့ကိုယ့်ရဲ့ Gmail လေးထည့်ပြီးတော့ကိုယ့်ရဲ့တိမိတ်ဆွေဖုန်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့တင်ငယ်ချင်းဖုန်းပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ Gmail ကိုထည့်ပြီးတော့ကျွန်တော်တို့ဒီနေရာလေးမှာသွားပြီးထည့်လို့ရတာဖြစ်ပါတယ်ဒီမှာကျွန်တော်ချင်းနှိပ်ပြမှာဖြစ်ပါတယ် Okay ပြီးရင်ကျွန်တော်တို့ပေါ်ဆုံးမှာ Gmail တွေချင်းနှိပ်ပါ Okay ဒါကတော့ကျွန်တော်မှ Gmail တွေအများကြီးပေါ့နော်ဒီနေရာလေးကိုကျွန်တော်ချင်းနှိပ်ရမှာဖြစ်ပါတယ် Okay ဒီမှာကျွန်တော်တို့ပေါင်းလက္ခဏာတွေ့တယ်မလားဒီပေါင်းလက္ခဏာလေးမှာကျွန်တော်တို့ကိုလက်ရှိတိုးပြခြင်းတဲ့ကိုကျွန်တော်တို့ပြောင်းသွားတဲ့ဖုန်းရဲ့ Gmail ကိုကျွန်တော်တို့ဒီမှာထည့်ပေးရမှာဖြစ်ပါတယ်ဒါကျွန်တော်လည်းဝင်နေနှိပ်သွားမှာပေါ့နော်ခဏလေးပါကိုပြောင်းသွားတဲ့ Gmail ကိုကျွန်တော်တို့လက်ရှိထည့်ထားတဲ့ကျွန်တော်တို့လက်ရှိတိုးပြနေတဲ့ဖုန်းရဲ့ Gmail ကိုတေချာမှတ်ထားပါဒီနေရာလေးမှာကျွန်တော်တို့လက်ရှိတိုးပြနေတဲ့ Gmail ကိုကျွန်တော်ရိုက်ထည့်ပေးလိုက်ပါရိုက်ထည့်ပေးပြီဆိုတာနဲ့ဒီနေရာမှာကျွန်တော်တို့ကိုရဲ့ပျောက်သွားတဲ့ဖုန်းရဲ့ဒီမှာဒီနားမှာလာပေါ်နေတာပေါ့နော်တချို့မိတ်ဆွေတွေရတယ်ဒီနေရာမှာကျွန်တော်တို့ရိုက်ထည့်လိုက်ရုံနဲ့ကျွန်တော်တို့ Gmail တွေထည့်ခိုင်းတာပေါ့နော်ကျွန်တော်တို့ထည့်ခိုင်းတဲ့ Gmail နဲ့တေချာမှတ်ထားပါဒါကတော့ကျွန်တော်ဒီလိုမျိုးပေါ်နေတာတော့ကျွန်တော်ဖုန်းမှာ Gmail ရှိနေလို့ဒီလာပေါ်နေတာပေါ့နော်ဒါဆိုကျွန်တော်တို့ကဒီဖုန်းလေးကျွန်တော်ကရှာပြမှာဖြစ်ပါတယ်โอเคဒါဆိုကျွန်တော်ဒီနေရာလေးတစ်ချက်နှိပ်မယ်โอเคဒါကတော့ကျွန်တော်ဖုန်းရဲ့လက်ရှိဒီနေရာပေါ့နော်ဒါကျွန်တော်ရှာနေတဲ့ဖုန်းရဲ့ဒီနေရာပါကဲဒါလေးမပြောပြခင်ကျွန်တော်အောက်ဆုံးမှာနည်းနည်းရှင်းပြပေးဦးမယ်ကျွန်တော်တို့အောက်မှာပေါ့နော်ဒီမှာတန်ဖွင့်ရန်ဒီမှာဆဲကိုလို့ချုံအောင်လုပ်ရန်ဆိုတဲ့ဒီနေရာလေးတွေကတော့ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတာကိုကျွန်တော်တို့ပျောက်သွားတဲ့ဖုန်းမှာပေါ့နော်ဒီနေရာလေးကနေကျွန်တော်တို့တန်ဖွင့်လိုက်တယ်ဆိုရင်ပျောက်သွားတဲ့ဖုန်းမှာကျွန်တော်တို့တန်မြင်နေမှာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့လိုချိုရေးကျွန်တော်တို့ဆဲတွေမှာကျွန်တော်တို့ဖုန်းထဲမှာရေးကြည့်တဲ့အကြောင်းအရာလေးရေးကြည့်တဲ့ကိစ္စတွေရှိတဲ့ဆိုရင်ဒီနေရာနေပြီးကျွန်တော်တို့ဆဲတွေကိုပေးလို့ရတာဖြစ်ပါတယ်အောက်ဆုံးမှာလည်းဒီတိတ်ပါပဲဆဲကိုဆဲရုပ်ထုတ်တိုင်းကျွန်တော်တို့ပြန်တတ်မှတ်ရန်ဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်ပေးလိုက်ရုံနဲ့ကျွန်တော်တို့ဖုန်းထဲမှာတကယ်ရေးကြည့်တဲ့ဟာလေးသူတို့ကိုပေးမမြင်ရှင်တဲ့ဟာလေးသူများကိုပေးမမြင်ရှင်တဲ့ဟာလေးဒီကနေပြီးတော့ကျွန်တော်ပေးလို့ရတာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ကဒါလေးကိုနားလည်သွားပြီဆိုရင်ကျွန်တော်ဒီနေရာလေးကိုကျွန်တော်တစ်ချက်နှစ်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းကဘယ်နေရာမှာတည်ရှိတာလဲဆိုတာလေးကိုကျွန်တော်တစ်ချက်နှစ်ပြမှာဖြစ်ပါတယ်။ဒါကျွန်တော် Google ဟိုကတော့ဖွင့်ထားရမှာပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ဖုန်းကဒီနေရာမှာတည်ရှိတာပေါ့နော်။ဒါဆိုကျွန်တော်ပေါ်နည်းနည်းဆွဲထည့်လိုက်မယ်။ကဲဒီမှာပေါ့နော်ကျွန်တော်လက်ရှိနေတဲ့နေရာပါဒါကျွန်တော်လက်ရှိရှာနေတဲ့နေရာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီလိုတွေ့သွားပြီဆိုရင်ဘယ်နေရာမှာတည်ရှိမလဲဆိုတာလေးကိုအောက်ဆုံးမှာဒီမှာသူတစ်ခါတည်းနံပါတ်လေးပေါ်ပေးနေတာပေါ့နော်ဒါလေးကိုကျွန်တော်တို့ပေါ်နေနဲ့ဆွဲတိုင်လိုက်မယ်
okay ပြီးရင်ဒီမှာကြည့်ပါကျွန်တော်မိတ်ဆွေလေးပျောက်သွားတဲ့ဖုန်းကဘယ်နေရာမှာတည်ရှိလဲဆိုတာဒီမှာကြည့်လို့ရတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်မိတ်ဆွေတွေကဒီနေရာလေးသိချမှတ်ပြီးတော့ကိုယ့်ရဲ့ဖုန်းကိုကျွန်တော်တို့သွားပြီးတော့လိုက်လို့ရတာဖြစ်ပါတယ်။ Okay ဒါဆိုရင်မိတ်ဆွေတွေနားလည်လို့ပေါ့မှထင်ပါတယ်ဗျာ။ဒီနေ့ကတော့ဒီလောက်လေးပဲမိတ်ဆွေတွေဒါဒီနေ့ကတော့ဒီလောက်လေးပါပဲမိတ်ဆွေတွေဒါကတော့မဖြစ်မနေသိထားရမယ့်ကြောင်းရာတွေမို့လို့မိတ်ဆွေတွေအတွက်ကျွန်တော်လာပြီး share လုပ်ပေးတာဖြစ်ပါတယ်။ Okay ဒါဆိုရင်နားလည်တော့ပေါ့ဆင်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်ရဲ့ကောက်လေးကိုလည်းပြန်လည် share သွားပေးဖို့လည်းမမေ့ပါနဲ့ခင်ဗျာ။နောက်ထပ်ဗီဒီယိုမှာကျွန်တော်နဲ့ထပ်ပြောဆိုဦးမယ်။ Okay ဒါဆိုရင်အားလုံးဆင်ပြေပါစေ။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်ခင်ဗျာ။ကျွန်တော်ကတော့ဇော်ပါ